ဆော့တွေ့ကြုံနေဆော့ပြပြမယ်နော်ဆော့ရဲ့အိမ်ထောင်ရေးပထမအိမ်ထောင်ရေးကိုကအိပ်ပျော်နေတယ်သူကစာလာတဲ့အချိန်ကျရင်စောင်းမမသူ့ရဲ့ဟောထိုးထည့်ပြီးသွားရင်နော်ကိုကအဲ့အချိန်မှာဖီးတက်ရုံမရှိသေးတည်ရမလားသူဟာ3ပြွ4ပြွနာမပြီးသွားရက်ဆိုပြီးသွားတယ်အဲ့လိုအိမ်ထောင်ရေးရမှာဆော့အရင်ကြောက်တယ်နော်အခုလေအဲ့လိုအိမ်ထောင်ရေးနဲ့ကြုံနေရမိန်းကလေးရှည်နော်ဆော့ရင်လာပွင့်ကြတဲ့မိန်းကလေးတဲ့မှာအဲ့တော့မိန်းကလေးတွေတချို့တွေကပြောကြတယ်မနော်ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတော့ဒီပြဿနာနေဖြေရှင်းရမှာမဟုတ်နှစ်ယောက်ကြားဖြေရှင်းရမှာဒီလိုအမျိုးသားနဲ့ရမှာလဲကြောက်တယ်နော်ပြောပြမယ်တိလားတကယ်တော့လေတနာကြီးတာယောက်ျားလေဒါပေမဲ့မိန်းကလေးကိုစားလိုက်ပြီဆိုကြာတာမိန်းကလေးဟုတ်တယ်နော်မိန်းကလေးဆိုတဲ့အမျိုးကမစားရင် तू ကစိတ်မရှိဘူးနော်နောက်ပြီးငါတို့မိန်းကလေးတွေကနော်နေချင်းစိတ်ဆိုတခါတလေမှဖြစ်ပေါ်တာအမြဲတမ်းမဖြစ်ပေါ်ဘူးတိလားဒီလိန်စိတ်ထားကြတာတခါတလေမှမိန်းကလေးကထားကြတတ်တယ်ဒါတော့မှဟော်မုန်းတက်ကလေးရဲ့ကလေးအားကြောင့်ထားကြတာများတယ်အများစုကတော့ယောက်ျားလေးကထားကြတာများတယ်ယောက်ျားလေးကကြောင့်မိန်းကလေးမရှိမနေနိုင်တဲ့အစ်စ်ပဲဟုတ်တယ်ဒါပေမဲ့ပြောပြမယ်နော်ငါတို့မိန်းကလေးဆိုတဲ့မျိုးကလေသွားမစားလိုက်နဲ့နော်သွားပြီးမှရံမစားလိုက်နဲ့မိန်းကလေးကိုရံစားလိုက်ရင်တည်ရမလားပို့ပြီးမှယောက်ျားလေးကစာငတ်တတ်တဲ့အမျိုးပို့ပြီးမှကြာတတ်တဲ့အမျိုးဟုတ်တယ်ဒါကိုတချို့ယောက်ျားလေးတွေကမတိဘူးစားတဲ့ချိန်ကျရင်ကွက်အေးရနေတယ်လို့ဒီကွက်ဆိုထဲလိုက်စကတ်နော်အဲ့ဆိုသူ့ဟာဖြုတ်လိုက်အဲ့ဒါပြီးသွားတယ်သူကပြီးသွားတယ်မိန်းကလေးကကြောက်စက်တန်ငန်းဒီဝေဒနာငါလည်းခံစားဖို့တော့ငါနားလေအရန်စိတ်ဆိုးတာအဲ့လိုမျိုးဆိုရင်ကြာလာတဲ့ချိန်ကျရင်နောက်ဆိုဒါလင်စိတ်သားစိတ်တော့ကုန်သွားတဲ့အထိဖြစ်သွားသူ့ယောက်ျားလာနေမှလည်းကြောက်သွားစောက်မိကတ်သွားမနေချင်တော့ဒါကြောင့်မိန်းကလေးအိမ်ထောင်ကြီးတော်တော်တချို့တွေကကျတော့တည်ရမလားမနေချင်တာဒါကြောင့်ဟုတ်တယ်ဒါကြောင့်ဒီဟာကျတော့မိန်းကလေးတွေကဘယ်လိုလုပ်ရမလဲဆိုမိန်းကလေးလုပ်လို့မရဒါယောက်ျားလေးလုပ်ရမှာတကယ်လို့ကိုကစက္ကန့်လာယောက်ျားလေးကိုမေးတော့မယ်ကိုကစက္ကန့်ဆိုရင်မိန်းကလေးကိုလေတိလားတဆင့်ချစ်သွားပေးရတယ်အိမ်ထောင်ကြီးတက်တန်းမှလေတိလားအိမ်ထောင်ကြီးယောက်ျားလေးတော်တော်များများလဲလာတိုင်ပင်ကြတယ်ကိုကိုလေမမနဲ့ကျွန်တော်မိန်းမဘာလို့လဲတဲ့အဲ့လိုမျိုးဆိုမနေချင်တော့ဘာလို့လဲဆိုတာဒါကြောင့်အခုဒီလိုမျိုးအခုမမပြောလဲပြဿနာတွေကြောင့်ဟုတ်တယ်တကယ်တော့မိန်းကလေးမှလည်းလိန်ကာစိတ်ဆိုအားလေညိုယောက်ျားလေးတစ်ထိယောက်ျားလေးထပ်ပိုမှပြင်းထန်တယ်ဒါပေမဲ့နာဘူးတာယောက်ျားလေးက24နိုင်နာဘူးနေအဲ့လိုမျိုးအရန်နာဘူးတာကွာမိန်းကလေးကကျတော့တည်ရမလားတော့ထိလိုက်ပြီဆိုယောက်ျားလေးထပ်ပိုတဆင့်ပိုသွားတာဒါပေမဲ့သူ့ကိုသူအေးစိစိနေမိန်းကလေးတွေကကျတော့ယောက်ျားလေးကိုစာငတ်နေတယ်မပါဘူးဒါပေမဲ့ယောက်ျားဘေးမှာအိတ်နေတော့ဟုတ်တယ်စာငတ်တတ်နောက်ပြီးယောက်ျားကိုယ့်ကိုအလကားနေလဲဟိုလို့ဒီလာကင်တာလို့ဟိုဆွတ်ဒီဆွတ်ဆိုစာငတ်တတ်ဒါကိုယောက်ျားလေးတွေကလေတိလားအခုနားလို့တော်လန်းလန်းပေါ့တပိုင်းတစထားလွန်းတာများတော့မိန်းကလေးကဒီဟာကိုစိတ်ကုန်သွားဒါကြောင့်ပြပြမယ်တိလားတကယ်တော့မိန်းကလေးကိုကြောက်တဆင့်ချင်းနဲ့ပြောမစို့ကိုယ့်ရဲ့လေအင်္ဂါနဲ့ပဲမဟုတ်ပဲနဲ့မိန်းကလေးကိုပြီးအောင်လုပ်ပေးလို့ရတယ်နော်ဒီအချိန်ကျရင်နေစက္ကန့်တလုံးလုံးပါလို့သူဘာမှဖြစ်စိတ်ချနေသွားတယ်